င်းတို့အားလုံးငါတို့ကြိုးသားတွေဝိုင်းလာပြီလက်မြောက်ပြီးတော့တယောက်ချင်းထွက်လာခဲ့ရှိတာကိုထုတ်ဘိမ့်မို့ရှိတာကိုထုတ်ဘိမ့်မို့ခုချက်ချင်းထွက်လာခဲ့ဘာမှကိုင်ပြီးထွက်မလာနဲ့ကိုရှိတာကိုကိုင်ပြီးထွက်လာခဲ့ဒါပဲ ဘလို့မျိုးတဲ့ဘလို့လုံးရနေစီကိုဗီဒီယိုမှာတော့ပြသွားမယ်ပထမဆုံး Logic Pro software ထဲမှာကျွန်တော်ဗီဒီယိုစပြောခဲ့တဲ့စကားတွေကိုမိုင်းနဲ့ရေး record လုပ်လိုက်မယ်ပြီးတော့ record လုပ်တဲ့ track ထဲမှာ EQ တွေက low mid high တွေကမညီမညာဖြစ်နေတော့ EQ ပပကန်လိုက်မယ်ပြီးတော့အတန်တိုးကျငြိမ်သွားအောင်လို့ compressor ပပကန်လိုက်မယ်ပြီးတော့လိုတဲ့ EQ အတွက် footage EQ ကန်လိုက်မယ်stamp ဖာသန်တွေကိုတက်ချင်တော့ DSR ကန်လိုက်မယ်ပေါ့ဟုတ်ပြီနောက်တော့ကြည့်အောင်မင်းတို့အားလုံးငါတို့ကြိုးသားတွေဝိုင်းထားပြီလက်မြောက်ပြီးတော့တယောက်ချင်းထွက်လာခဲ့ရှိတာကိုထုတ်ဘိမ့်မို့ရှိတာကိုထုတ်ဘိမ့်မို့ခုချက်ချင်းထွက်လာခဲ့ဘာမှကိုကင်ပြီးထွက်မလာနဲ့ကိုရှိတာကိုကင်ပြီးထွက်လာခဲ့ဒါပဲဒီစင်ပြီးသွားရင်ကျွန်တော် Logic Pro ဘေးတွေနဲ့မှာပါတယ် Bokeh Transformer ဆိုတဲ့ plugin လေးကိုရှာကြည့်အောင် page ကိုဖွင့်ပြီး Bokeh Transformer ပြီးတော့ default ရနေပြီးတော့ voice ကိုဝင်ပြီး made double voice ဝင်ပြီး page ကိုလည်းချကြည့်လိုက်မယ်16လောက်မင်းတို့အားလုံးငါတို့ကြိုးသားတွေဝိုင်းထားပြီလက်မြောက်ပြီးတော့တယောက်ချင်းထွက်လာခဲ့ရှိတာကိုထုတ်ဘိမ့်မို့ရှိတာကိုထုတ်ဘိမ့်မို့ခုချက်ချင်းထွက်လာခဲ့ထားကြည့်လိုက်ဘာမှကိုကင်ပြီးထွက်မလာနဲ့ကိုရှိတာကိုကိုင်ပြီးထွက်လာခဲ့ 100% mix လိုက်မယ်မင်းတို့အားလုံးငါတို့ကြိုးသားတွေဝိုင်းလာပြီလက်မြောက်ပြီးတော့တယောက်ချင်းထွက်လာခဲ့ရှိတာကိုထုတ်ဘိမ့်မို့ရှိတာကိုထုတ်ဘိမ့်မို့ခုချက်ချင်းထွက်လာခဲ့ဘာမှကိုင်ပြီးထွက်မလာနဲ့ကိုရှိတာကိုကိုင်ပြီးထွက်လာခဲ့ဒါပဲမင်းတို့အားလုံးငါတို့ကြိုးသားတွေဝိုင်းထားပြီလက်မြောက်ပြီးတော့တယောက်ချင်းထွက်လာခဲ့ရှိတာကိုထုတ်ဘိမ့်မို့ရှိတာကိုထုတ်ဘိမ့်မို့ခုချက်ချင်းထွက်လာခဲ့ဘာမှကိုင်ပြီးထွက်မလာနဲ့ကိုရှိတာကိုကိုင်ပြီးထွက်လာခဲ့ဒါပဲကဲဒီဗီဒီယိုလေးကိုသဘောကျနေတဲ့ရင် like and follow လေးလုပ်သွားပေးကြနော်အားလုံးကျေးဇူးပါ